ပဲမင်္ဂလာပါကျွန်တော်တော့နှုတ်ရွှေဖြစ်ပါတယ်စူးစမ်းနေပြီကျွန်တော်မတိုးတက်တဲ့လူငယ်တွေအများဆုံးမှားနေတဲ့အချက်တွေပေါ့ဗျာခင်ဗျားတော်တော်ပမှတ်နေပြီလားကျွန်တော်မနေ့မိုးလင်းကနေမိုးချုပ်တီအလုပ်တွေလုပ်တွေစားတွေဖတ်တယ်တင်းတန်းနေတက်တယ်ဗျာဒါပေမဲ့ညဘက်အိယာဝန်ခံဒီတိုင်းကိုပြန်ကြည့်လိုက်ရင်ဘာမှမထူးတာလိုမျိုးကြီးကျွန်တော်ခံစားနေရတယ်တနေရာထဲမှာပဲလည်နေလိုမျိုးကြီးခံစားနေရဒါဆိုရင်ခင်ဗျားမှာအမားတစ်ခုရှိနေပြီအဲ့ဒီအမားကပြင်းနေတာမဟုတ်ကျွန်တော်စူးစမ်းနေတဲ့ပုံစံကိုမှားနေတာဒါဆိုရင်ကျွန်တော်အတူတူရှာဖွေကြည့်လိုက်အောင်ဘာလို့ခင်ဗျားစူးစမ်းမှုတွေကအရာမတင်ဖြစ်နေရတာလဲခင်ဗျားတနေ့ကိုအလုံးရှုပ်နေတာကိုတိုးတက်နေတယ်လို့ခင်ဗျားကမထင်ပါနဲ့ကျွန်တော်စောင်းတွေအများကြီးဝယ်ထားတယ်ကျွန်တော်တင်တန်းနေတက်တယ်ကျွန်တော် motivation video တွေအများကြီးကြည့်တယ်ဒါပေမဲ့တကယ်တမ်းလွတ်တိကျတဲ့အရာမှကျွန်တော်ရလက်တစ်ခုမှထွက်မလာဘူးဗျာကျွန်တော်ဥပမာလေးနဲ့ပြောရမယ်ဆိုရင်ခင်ဗျားကလေ့ကျင့်ခန်းလုပ်ဖို့ချင်းစော်နေပြီကိုတနေ့ကိုထိုင်ကြည့်နေပြီမဲ့ကျွန်တော်အလေးတုံးတုံးတော့မမသေးအဲ့ဒါစူးစမ်းနေတာမဟုတ်အချိန်ဖြုံးနေတာတတ်တစ်ခုပဲဖြစ်ပါတယ်ဒီတိုင်းကဆက်သွားနေမယ်ဆိုရင်ဘာဖြစ်လဲဆိုတော့တိလားနောက်3နှစ်မို့ပဲနဲ့9နှစ်နေတယ်ခင်ဗျာအခုနေရာမှာပဲရှိနေတယ်ဗျာအစိုးဆုံးကတော့ခင်ဗျားရဲ့ကိုယ့်ကိုယ်ယုံကြည်မှုဆိုရဲဆက်ကိုဗီဒီယိုတွေပျောက်ဆုံးမယ်ခင်ဗျားရဲ့စိတ်တွေကျဆင်းလာမယ်နောက်ဆုံးမှာငါကတော့မဖြစ်နိုင်တော့ပါဘူးဆိုတဲ့အတွေ့မျိုးတွေတွေ့လာနိုင်တတ်တယ်ဗျာကျွန်တော်ကြောက်ခဲတစ်လုံးကိုတနေ့ကုန်ထမ်းနိုင်ရင်ခင်ဗျားကိုယ်တိုင်ပဲပင်ပန်းနေပါဗျာအဲ့ဒီကြောက်ခဲတစ်လုံးကခင်ဗျားဖြစ်ရှင်တဲ့အရာတွေခင်ဗျားလိုချင်တဲ့ပုံစံတစ်ခုတိုင်းဖြစ်လာမှာမဟုတ်ဘူးကြိုးစားမှုတိုင်းမှာဒါရရှိမပိုင်အဲ့ဒါအင်အားပြုံးတည်မှုတက်ပဲတဲ့ခင်ဗျားအဓိကမှားနေတဲ့အရာတစ်ခုကအလုံးများပြနေတာကိုခင်ဗျားတိုးတက်နေတယ်လို့ထင်နေတဲ့အရာတစ်ခုပဲဒါဆိုရင်ကျွန်တော်ဘာလုပ်ကြမလဲကျွန်တော်စောက်တုပ်ဖိုင်ကျွန်တော်စောက်တွေကကိုကြိုက်တဲ့အချက်3ချက်ကိုလုံးမှတ်ထားပါကျွန်တော်တင်တက်နေတယ်ဆိုတော့ကျွန်တော် project တစ်ခုပြီးတစ်ခုပြီးအောင်လုပ်ဆောင်ပါကျွန်တော်အတိထက်အလုပ်ကပို့ပြီးတော့စကားပြောပါတယ်နောက်ပြီးတော့ခင်ဗျားအကြောက်ဆုံးနဲ့အခက်ဆုံးအလုပ်ကိုနည်းနည်းစောစောမှာအရင်ဆုံးပြီးအောင်လုပ်ပါအဲ့ဒါမှတကယ်ကိုတိုးတက်စီမဲ့အလုပ်တစ်ခုဖြစ်ပြီးတော့ခင်ဗျားတို့အလေးချင်းကောင်းလေးတစ်ခုပါထပ်ပြီးတော့ရလာပါလိမ့်မယ်ကျွန်တော်အလုပ်လုပ်နေတဲ့အချိန်ပါဗျာဖုန်းတွေပိတ်မယ် social media တွေကိုပိတ်ပြီးတော့2နာရီလောက်တစ်ဆိုင်မမတ်အောင်ဆိုင်ပြီးတော့လုပ်ကြည့်ပါကျွန်တော်အလုပ်အများကြီးလုပ်တာတဲ့ဆိုင်အရေးကြီးတဲ့အလုပ်ကိုအောင်ဆိုင်ပြီးတော့လုပ်ရတာပို့ပြီးတော့ထိရောက်စေပါတယ်အရေးမကြီးတဲ့အသေးမွားကိစ္စတွေမှာကျွန်တော်အားအကုန်ခံပါနဲ့ခင်ဗျားရဲ့ဘဝကိုတိုးတက်ပြောင်းလဲစေမယ့်အလုပ်ကိုပဲခင်ဗျားအောင်ဆိုင်ပြီးတော့ဒီဇိုင်းမမတ်လုပ်ပါကျွန်တော်နောက်ပြီးတော့အောက်ဘက်ကိုဦးစားပေးပါကျွန်တော်စောက်တော့ဖတ်ပြီးပါရင်များခင်ဗျားပထမတော့မှတ်ခဲ့တဲ့အချက်3ချက်တည်းကတစ်ခုခုကိုလုပ်ဆောင်ကြည့်ပါကျွန်တော်ဗီဒီယိုတွေကြည့်ပြီးပါရင်လည်းဒီတိုင်းပါပဲအဲ့ဒီကအချက်တစ်ချက်ကိုလိုက်နာပြီးတော့လုပ်ဆောင်ကြည့်ပါကျွန်တော်တိတာထက်လုပ်တာကပို့ပြီးတော့အရေးကြီးပြီးတော့ပို့ပြီးတော့ထိရောက်စေတဲ့အရာတစ်ခုပဲဖြစ်ပါတယ်ကျွန်တော်တရတဲ့နဲ့အားကုန်ကြိုးစားပြီးတော့နောက်ရက်မှာနားလာတဲ့ဆိုင်နေ့တိုင်းနည်းနည်းချင်းစီဒီဇိုင်းမမလုပ်တာပို့ပြီးတော့တိုးတက်စေပါတယ်နောက်ဆုံးအနေနဲ့ပြောချင်တာကြိုးစားမှုဆိုတာဗျာကျွန်တော်လှေလော်နေရတယ်လို့ပဲလေကိုကျိုးနဲ့ချီတာလက်နဲ့လှော်နေဘယ်တော့မှဟိုဘက်ကောင်ကျော်ရောက်လာမှာမဟုတ်ဘူးကြိုးစားမှုဆိုတာကျွန်တော်ပမာဏမဟုတ်ဘဲနဲ့အရေးအသွေး quality တစ်ခုပါပဲခင်ဗျားရဲ့အချိန်တွေကိုအလုံးရှုပ်ပြဖို့အသုံးမချပါနဲ့ရမ်းလဲထွက်ဖို့ပဲအသုံးချပါဒါကြောင့်မလို့ဗျာခင်ဗျားကိုချီနှောင်ထားတဲ့အချင်းအဟောင်းတွေအကြောက်တရားတွေကိုအချိန်ဆုံးခင်ဗျားကိုယ်တိုင်ပဲဖျက်တောက်ပစ်လိုက်ပါဒီနေ့ခင်ဗျားမှာတိုးတက်ဖို့အတွက်လက်တွေ့လှုပ်ဆောင်ရမယ့်အလုပ်တစ်ခုကဘာဖြစ်မလဲဆိုတာကိုကျွန်တော် comment မှာရေးခဲ့ပေးကြည့်ပါကျွန်တော်လည်းဖတ်ကြည့်ချင်ပါသေးတယ်အားလုံးပဲတက်တာပါ